Hello အားလုံးပဲမင်္ဂလာပါเนาะကဲအခု iPhone 6တွေတော်တော်လေးကိုကြာနေပြီเนาะ iPhone 16 Pro Max တော်တော်လေးကိုကြာနေပြီအဲ့မှာဒီကောင်လေးကပြောတော့ချင်းအားပေးတော့ပြပါเนาะဒါလေးစင်းနောက်ခါမှပို့ပေးရမှာဖြစ်ပါတယ်เนาะအမဲကြောင်လေးပါเนาะအဲ့မှာလားအမဲကြောင်အရန်လေးကိုမိုက်ပါတယ်เนาะအခုစင်းလေးကတော်တော်လေးကိုကြာအခု Super Set ကိုကြာเนาะအခုအဲ့မှာပါကျင်လာဖောက်မယ်เนาะဟဲ့စားတာပါတော့ဒါလေးပဲဖောက်ပေးမှာเนาะအဲ့ဟာတွေကတော့ဖောက်လို့မရပါဘူးတို့ကတော့ချင်းကိုယ်တိုင်ဖောက်မှာဆိုတော့ဟိုဘက်အထိဦးဆက်ဟောနိုင်ခါထိယူပြီးတော့ဖောက်ဒီမှာပြပါရနော်ဒါလေးဆိုရင်စောရတော့ပဲအကုန်လုံးထဲလို့ရတယ်ဒီတော့ကိုစုမဆက်ကြနေဆိုတော့မြင်မြန်လာဝယ်ကြတော့စီးလို့ပြင်မတဲ့ဒီမှာမြင်မြန်လာဝယ်ကြတော့နောက်မကြတော့လည်းမနေနဲ့နော်မြင်မြန်တိတ်မြင်မြန်ဟောမြင်ဖုံးဆက်နော်လာယူလိုက်တော့နော်ဒါကျွန်တော်လာလို့ရှိတယ်စက်တယ်မြင်မြန်လာလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်ပို့ပေးပါရနော်ယုံကြည်ရှိတဲ့ဆောင်တဲ့ဝယ်ယူအားပေးလို့ရပါတယ် software ID ဆိုရင်အကုန်လုံးတခါတည်း USD လုပ်ပေးပါမဟုတ်ရင်ပါခိုင်တဲ့ ID တိတော့တခါတည်း download ရတယ်အားလုပ်ပေးပါရနော်တခါတည်း TikTok လည်းထောက်ပေးမှာပြပါရနော်လို့ဒီလိုစက်တယ်ခက်ပါလို့ပဲပြောပါဘိုင်